မြတ်စွာဘုရားရဲ့အဆုံးအမစကားအရဣတရဏဂုံတီးပြီး၅ပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိချတာမှပဲဘုရားဘာသာဖြစ်ရတဲ့ အပေလားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့နော်မပြီးပြန်ဘူးဆိုတာကြည့်တယ်ဘုရားကိုးကွယ်တဲ့ဒီဘုရားလေးကစီးပွားတက်တယ်ဆိုပြီးကိုးကွယ်တာဒါမပြီးပြန်ဘူးလို့ခေါ်တယ်လိုက်ရလို့ကိုးကွယ်တာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြင်းပြင်းဆိုတာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့ကိုးကွယ်တာဒီလိုဆိုလို့ပေါ့နော်ဘယလာဘကုလကျင်ဝေတန်တာဘေးမှလူရေးရည်မြော်ဆိုရသော်ဘုရားခုံတော်တွေကိုရည်စူးပြီးတော့ကြောက်လို့ကိုးကွယ်တာလည်းမဟုတ်ဘူးနော်မျိုးရိုးအစဉ်လာမို့ကိုးကွယ်တာလည်းမဟုတ်ဘူးဘုရားရဲ့ခုံကိုတိပြီးတော့ကိုးကွယ်လက်လာဘမျောပြီးတော့ကိုးကွယ်တာလည်းမဟုတ်ဘူးလူတွေနတ်ကိုးကွယ်တဲ့လူတွေလောက်တာချိတယ်ကိုစားတဲ့အစာလေးနတ်ကိုအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်တော့လာစားမသိရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလို့ချင်လဲစီးပွားရေးအောင်မြင်အောင်မဆပေးပါလောက်တာတော့ကိုယ့်ဟာကိုယ်လောက်တာသွားကျေးဇူးတင်တာတလွဲသွားကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အိတ်နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်အသာသာအိတ်နေအပင်မခံမနေနဲ့လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအိတ်တန်နေအလုံးမလုံးလို့ကတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်မှပဲနော်နတ်တွေထဲမှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်မလုပ်ရင်ဘာမရဘူးလို့ပြောတာသူပြောတဲ့စကားကွာသူသား2ယောက်ရှိတယ်သူဝိဒနဲ့ဇယန္တတရားမင်းရဲ့သားတွေရှိတယ်သူပြောတဲ့စကားလေးကိုနားထောင်ကြည့်အနုဋ္ဌဟံအဝါယမံယတ္တရဒုက္ခံဒိကိစ္စတိသူဝေရတထကိစ္ဆာဟိမင်္စတထေဝပပယတဲ့သူပြောတာရှင်းရှင်းလေးအနုဋ္ဌဟံဆိုတာတက်တွက်ကြမလုပ်ဖဲနဲ့အဝါယမံမကြိုးစားပဲနဲ့နော်မကြိုးစားပဲနဲ့ဒုက္ခံယတ္တရာဒိကိစ္စတိချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝိရတထကိစ္ဆာဟိမင်းအဲ့ဒီအရက်သွားနေတဲ့မင်္စတထေဝပပယငါ့ကိုလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝိရမလုတ်ဖဲမကင်မဲနဲ့ချမ်းသာဒုက္ခရတယ်ဆိုတဲ့နေရာရှိလို့ရှိရင်မင်းအဲ့ဒီနေရာသွားနေတဲ့ငါကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတဲ့ဘယ်နေရာမှမရှိဘူးဒါနော်အလုံးမလုံးပဲနဲ့မကြိုးစားပဲနဲ့ရတယ်ဆိုတာတခုမှမရှိဘူးလောက်ရမယ်ကြိုးစားအဲ့ဒီလိုလောက်ရမယ်ဆိုတဲ့ဝိရိယရဲ့အကျိုးကျေးဇူးတကိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတောင်မဟုတ်ဘူးနော်လူဝင်ပူးတဲ့နတ်ဆိုတာတရားမင်းအဆင့်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကတိရစ္ဆာန်လောက်ကနန်းတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရစ္ဆာန်ဝင်နေသွားရင်တော်တော်နန်းတာတိရစ္ဆာန်တွေရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကိုယ့်အကောဟိုမခံနိုင်ဘူးမခံနိုင်လို့နှာခေါင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာအဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့ချိန်လေးမှာတိတ်လာကြတာဖျားစီအဲ့ဒါလူနတ်မခံနိုင်လို့ပဲအထက်နတ်ကခဏခဏဝင်ပူးနေရင်တော့လူနာနတ်ပဲဖြစ်မှာပဲအဲ့ဒါတော့လူနတ်ခံနိုင်တဲ့နတ်ဖြစ်မှာအဲ့ဒီမှာလူနတ်မခံနိုင်တဲ့တရားမင်းတို့လိုအမတမ
တကိုးကြီးတဲ့နတ်တရားတောင်အလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလုပ်ဖဲနဲ့ချမ်းသာဒုက္ခဆိုမရဘူးလို့ဆိုတော့ဒါအလွန်ရေးကြည့်တာပဲလုံးတင်လို့တိုက်တာလောက်ကိုလောက်ရမယ်ဒါကြောင့်၅ပါးသီလစောင့်ထိန်နေဆိုတာသူကသူနေတာထိန်တာမဟုတ်ဘူးလေဆိုပါတော့ခုနကတရားဝဲအစမှာပဏ္ဏတိပါတာဝေရမဏိတိခါပရံသမာရိယမိလို့စောင့်တည်လိုက်တယ်စောင့်တည်လိုက်တာသမာဒါနစေရနာလို့ခေါ်တယ်ရှောင်ကျင်ပါမယ်လို့ခရီးကဝတ်ပြုလိုက်တာရှောင်ကျင်ပါမယ်ခရီးဝတ်ပြုထားတာပဲရှိတယ်အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်တွေ့လိုက်ပြီဆိုရင်ကိုယ်လာကြိုက်လို့ဖတ်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနကရှောင်ကျင်ပါမယ်ဆိုတာဟာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြသူကရှောင်လိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကမာနတိပတ္တမှာရှောင်ပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှိရင်မလုပ်ဖဲနဲ့ရှောင်လိုက်ရမယ်အဲ့ဒီရှောင်တော့မှသူကဒါသီလလို့ခေါ်တာနော်အဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ်မာနတိပတ္တဝေရမဏိယစေရနာကိုလည်းသီလလို့ခေါ်တယ်ဝိရတိကိုလည်းသီလလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသိုလ်ဟာနော်မရဘူးမရဘူးသူများဥစ္စာတွေ့တယ်အသာယူဖို့အစင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိဝိရတိဖြစ်တယ်အဲ့ချာသောက်တီတုံးကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိဒီရှောင်ကျင်မှုဟာတာမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တန်ဖိုးခြင်းလည်းအလွန်ကွာခြားတယ်အလွန်ကွာခြားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ ဆုံး၅ပါးသီလလုံခြုံလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ်သီလကိုမချိုးဖောက်ဘူးမချိုးဖောက်တာကိုနေ့စဉ်နဲ့အမျှကိုယ့်ကိုဆန်းစစ်တယ်ငါပါဏာတိပါဒချိုးဖောက်တာရှိသလားအာရိဏဒါနကာမေတုမိစ္ဆာစာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှိရင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာအဲ့ဒါလို့ကြည်နူးဝမ်းသာလာသည်ထိအောင်ကိုယ်သီလကိုကိုပြန်တွေးရမယ်ကိုယ်သီလကိုကိုပြန်တွေးမှသီလပို့အယောင်တက်လာပြီကုသိုလ်တွေကတိုးလာအနုဘုဆိုရင်မတိုးဝေကျေးဆိုတော့ကိုယ့်အိမ်ထဲမှာမိကန်တစ်တာတဲ့ထည့်ပြီးတော့တောက်ခတ်ထားလို့ရှင်ဝေသိန်း90ဟာသိန်း90ပဲမတိုးဘာလို့ဘာလို့အထားပြီးဆိုလို့ရှင်တော့သူတိုးနေတာအဲ့ဒါလို့ပဲသီလကပြန်မတွေးပဲနဲ့နေရင်တော့မတိုးဘူးတဲ့သူကအတိုးမရှိဘူးအဲ့တော့အတိုးမရှိတာကြိုက်သလားတိုးတာကြိုက်သလားကိုယ့်ကိုဆုံးဖြတ်ရမှာဒါနော်တိုးစေခြင်းတိုးတဲ့နည်းရှိတယ်ဘာလို့ရမလဲပြန်ပြီးတော့စဉ်းစားတဲ့အခါမှာဝမ်းသာအားရဖြစ်အောင်သီလလေးဆင်ញင်စဉ်းစားလိုက်တာနဲ့ဘဝတစ်ခုဟာလုံလောက်တဲ့အနေအထားမျိုးထိရောက်နိုင်ပါတယ်ကြည့်လေ၅ပါးသီလတစ်ခုချင်းတစ်ခုချင်းစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင်အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးမသားမရမဖြစ်ဘူးနှလုံးကြည်တာတယ်ဆိုတဲ့အဓိပ္ပာယ်ရဝမ်းသာတယ်လေအဲ့ဒီနှလုံးကြည်တာမှုကိုအကြောင်းပြုပြီးတော့ပါမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ခေါ်တယ်ကိုယ်ရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တတိဆိုတဲ့ကိုယ်ရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုတဲ့စိတ်ချမ်းသာမှုတွေရလာစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တည်ငြိမ်းလာတယ်တည်ငြိမ်မှုရစိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘုဒ္ဓဉာဏတဒနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာရလာသိတာမြင်တာဖြစ်လာ
ဟောဒါတီလာကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေကဒီဘဝမှာပဲအေးတီလာဆောင်တာနောင်ဘဝကြမှာရမယ်လို့မတွေးနဲ့နော်နောင်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာအခုရတဲ့တန်ဖိုးကိုသိရများသောအားဖြင့်ပြောလို့ရှိရင်တီလာလုံလို့ရှိရင်နောင်ဘဝမှာနတ်ပြည်ရောက်တယ်နတ်ပြည်လည်းဘယ်နေမှမသိတာကိုသိလို့လားသိမှမသိတာနော်အဲ့တော့အဲ့ဒါမတွေးနဲ့မြတ်စွာဘုရားဟောလို့လက်ခံထားတာနတ်ပြည်ရှိတယ်ဆိုတာကိုမသိဘူးသို့တော့ဘုရားဟောတာဒီကုသိုလ်ကောင်းမှုလုပ်ရင်နတ်ပြည်ရောက်တယ်ဆိုတာမှားသလားလို့ဆိုမမှားဘူးမှန်တယ်သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းမဲ့ဟောတီလာရှိလို့ရှင်ဒီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်တယ်။ဩကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပတ်ဝန်းကျင်ကကိုယ်ယူသေးတယ်လေးစားလာတယ်။ကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြတယ်။အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကိုလုံးရှိမယ်ဆိုရင်တော့အမှန်တမ်းကျင့်တတ်เสียကောင်းတဲ့အနေအထားမျိုးရတရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတည်ဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတဏ္ဏိယတနာအတ္တတဏ္ဏိယတနာဆိုတာမိမိကိုယ်ကိုဘုရားတရားသံဃာတို့အနှင်းခြင်းအတ္တနာဗုဒ္ဓသနေယတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဘုရားအားအနှင်းပါတယ်လို့ဆိုရင်အတ္တတဏ္ဏိယတနာကိုအနှင်းပြီးတော့ကိုးကွယ်တဲ့တရဏဂုံကိုအတ္တတဏ္ဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတာပါဠိလိုတပ္ပရာယနတာပရာယနဆိုတာလဲလျောင်းရဆိုတာဖះမတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလည်းအာကိုရရှိတယ်တခြားကိုအာမကိုဘူးသံဃာပရာယနောသံဃာသာလည်းအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုဆောက်တည်တဲ့တရဏဂုံကြတော့တပ္ပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ္တဘာဝုပခမနတိတ္တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပခမနဆိုတာကပ်ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘုသူရဲ့တပြည့်တော့ဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်သံဃာရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါတိတ္တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဗလို့နောက်ပိုင်းမှာထင်ရှားကြော်ကြားတဲ့ပိပ္ပလိပုံနာတထေကြီးကတိတ္တဘာဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူကအဟံဗုဒ္ဓတအန္တေဝတိကောငါဖရာရဲ့တပည့်ပဲဘုသူရဲ့တပည့်မှာမခံဘူးငါဆရာဖះပဲလို့ဒီလိုလက်ခံတာနောက်တစ်ခုကျတော့နောက်ဆုံးတစ်ခုကျတော့ပฏิပါဒဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသေးပေးတာဘယ်သူမှဘယ်ဖះကိုမှလက်အုပ်ချီခြင်းအယုသေးပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မသံဃာကိုသာလည်းလက်ဥချီခြင်းယိုသိပေးခြင်းရှ िख ိုးခြင်းလုပ်ပဲလို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာယိုသိပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လဘလိုခြင်းလို့ဘုရားကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဘုရားကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုတ်ချမှမှုကြောက်လို့ကိုးကွယ်တာလားဟောဒီ
ဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့ဟောတရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုးကွယ်မှတရဏဂုံတည်တယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူးကိုယ်အမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးကွယ်တယ်ဆိုတော့အမျိုးရိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးကွယ်ရင်လည်းပဲတရဏဂုံအစစ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းပဲဟုတ်လားအာစရိယအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းမရဘူးဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံးမတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းဂန်မှာဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียနော်အဲ့ဒီလောကိတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရလဲအကြောင်းတရားတွေရှိတယ်တရဏဂုံရဲ့အရှိန်အဝါကိုချဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာဟာတစ်ခုမသိဘူးဘယ်လိုကိုးဝယ်ရမယ်ဆိုတာမသိဘူးနော်တန်တရာဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုးဝယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးဝယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိမ့်မယ်ဒါကြောင့်မို့အသိဉာဏ်လည်းရှိရမယ်တန်တရားလည်းကင်းရမယ်မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ